အားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေဒီပုံမြင်ကကဘာကျော်1000တညပုံပြင်နဲ့တူနေတော့အဖိုးပြောဟန်နဲ့မတင်ပြတော့ဘူးနော်ဟိုရှိတုန်းကလေသမားမိသားစုတစုရှိခဲ့တဲ့အဲ့ဒီမိသားစုမှာလေယာလုပ်ငန်းအတွက်မွေးမြူထားတဲ့နွားကြီးတစ်ကောင်နဲ့ကောက်ပဲသီးနှံတွေကိုမြို့ပေါ်သို့တင်ဆောင်ရောင်းချရာမှာတုံးတဲ့မြေကြီးတစ်ကောင်ရှိတယ်နွားကြီးဟာမိုးလင်းမှမိုးချုပ်အထိလေယာထွန်ရက်ရင်းနေပူမိုးရွာမရှောင်အလုပ်ကျန်းလုပ်ရတာပေါ့အခြားဘက်မှာတော့မြေကြီးဟာရာသီပေါ်သီးနှံရောင်းချမဲ့အချိန်မှသာတခင်နဲ့အတူမြို့တက်ရပြီးကျန်တဲ့နေ့ရက်တွေမှာစားလိုက်အိတ်လိုက်နဲ့အေးအေးချမ်းချမ်းနေထိုင်နိုင်တယ်ဒီလိုနဲ့တနေ့တော့လေယာထွန်ရက်ပြီးနွားဆောင်နဲ့ပြန်ရောက်ချိန်နွားကြီးကမြေကြီးကိုကြည့်ပြီးစိတ်ထဲမှာအားကျသွားစွာဖြင့်အဆွေမြည်ရီတင့်ကိုကြည့်လိုက်တိုင်းစားလိုက်အိတ်လိုက်နဲ့ပဲကျွန်တော်ကတော့မိုးလင်းမှမိုးချုပ်ထိအလုတ်ကျန်းလုံးနေရတာပင်ပန်းလုံးပါတယ်ဗျာအကြံဉာဏ်ကောင်းလေးများရှိရင်ပြောပြပါဦးလို့မေးတဲ့မြည်ကြီးကချိုသားစွာပြုံးပြီးအဆွေနွားကြီးရေတင်ကသူတို့ခိုင်းသမျှကိုအားအင်အပြည့်နဲ့လုပ်နေတော့သူတို့ကလည်းအမြဲခိုင်းနေမှာပဲဒီလိုလုံးမနှက်ဖြန်လဲထွန်းချိန်မှာမယုံမလုံနဲ့နည်းနည်းအားနေတယ်လို့နေကြည့်ပါလားလို့အကြံပေးတဲ့နောက်တနေ့မနေ့ရောက်တော့နွားကြီးကအစာကိုလဲဝါအောင်မစားလဲထွန်းချိန်မှာလဲမယုံမလုံနဲ့နေတဲ့လေသမားကနွားကြီးဖျားနေတာထင်တယ်လို့ယူဆပြီးမခိုင်းပဲအစောစီးစွာပြန်နှင်းလိုက်တယ်နွားကြီးလဲစောစောနာရလို့ဝမ်းတာကမြေကြီးကိုကျေးဇူးတင်စကားဆိုတဲ့ဒါပေမဲ့နောက်တနေ့မှာလေသမားကနွားကြီးမကောင်းသေးသလိုမြင်မိသဖြင့်ဒီနေ့တော့မီးနဲ့ထွန်ရမယ်လို့ဆုံးဖြတ်ပြီးမြေကြီးကိုလဲထဲဆွဲထုတ်သွားတယ်အဲ့ဒီအချိန်မှာမြေကြီးကမိမိပေးခဲ့တဲ့အကြံကြောင့်ကိုယ်တိုင်ထုံလုံးထမ်းရတဲ့အခြေအနေရောက်သွားတော့တယ်မိုးချုပ်ချိန်ပြန်လာတဲ့အခါမြေကြီးဟာအလုံးပင်မနှွဲနဲ့နေပြီးမျက်နှာမရွှင်မပြနဲ့ပြန်လာလေတော့တယ်နွားကြီးကအဆွေမြည်ရီဘာဖြစ်လာတာလဲမျက်နှာလဲမကောင်းပါလားလို့မေးတဲ့မြည်ကြီးကလိမ္မာပါနဲ့စွာအကြံထုတ်ရပြန်တယ်အဆွေနွားဒီမနဲ့သခင်ကမျိုးတက်တာတီးနှံရောင်းဖို့မဟုတ်ဘူးအဆွေနွားသခင်ကနွားရောင်းနှံပတ်သွားတာနွားရောင်းဖို့လာစုံစမ်းတာလို့ကြားလိုက်ရတယ်အဆွေလဲမနဲ့ကြရင်တတိထားနေတယ်လို့နွားကြီးကိုမျက်နှာညှိုးငယ်စွာဖြင့်ကျွန်ုပ်ပေးသောအကြံကြောင့်အတင်ဒုက္ခရောက်တော့မယ်ဆိုပြီးစိတ်မကောင်းဟန်ဖြစ်ပြောလိုက်တော့တယ်နွားကြီးကထိတ်လန့်သွားပြီးငါသာဆက်ပြီးအားနေတယ်လို့နေခဲ့ရင်ရောက်ခံရနိုင်တယ်လို့စိတ်ထဲတွေးကနောက်တနေ့မှာအစားမှန်မှန်စားပြီးတက်ကြွစွာလဲထွန်လေတော့တယ်။လေသမားလည်းနွားကြီးပြန်ကောင်းလာတာကိုမြင်ပြီးအရင်ကဲ့သို့ဆက်လက်ခိုင်းခဲ့တဲ့ဘဝအမောတွေပြေနှုံကြပါစေ။